ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ဒေါင်းထန်ကမ်းခြေတဆုံပဲပေါ့နော်ဟိုးနားလေးကိုမှတ်မိလားအဲ့နားလေးကအရင်တစ်ခါကျွန်တော်ရိုက်ခဲ့တဲ့ vlog ပဲပေါ့နော်အဲ့နားလေးမှာအဲ့ဘက်ကနေပြီးတော့မှအခုဒီဘက်ကိုရောက်လာပြီပေါ့နော်ဒါရဒေါင်းထန်ကမ်းခြေလို့ခေါ်ပါတယ်ဂျုံပြန်ကမ်းခြေပါမှာပေါ့နော်ဆန်းတော့မဆက်သေးဘူးဆိုတော့ဒီဘက်ထီကိုလည်းစပတ်တန်ကားနဲ့လာလေလို့ရတယ်ပေါ့နော်ဒါကတော့စပတ်တန်ကားနဲ့လာလို့ရတယ်ပြီးရင်လမ်းကတော့နည်းနည်းလေးထက်လျှောက်ရပါတယ်ဒီဘက်အောက်ထဲကိုဆင်းလာမယ်ဆိုလို့ရှိရင်တော့ဖက်နှက်ကနည်းနည်းလေးကက်ခွာကောင်းတဲ့ဖက်နှက်နဲ့ဆင်းပေါ့နော်အဲ့လိုချောတဲ့ဖက်နှက်နဲ့ဆိုလို့ရှိရင်ချောပါတယ်ကြောက်ဆောင်နေရှိရပေါ့နော်ရောက်မှာကြောက်ဆောင်ဘက်မှာတော့တဲရှိပါတယ်ဒါကတော့ banana boat ကစားတဲ့သူတွေပေါ့နော်သူကမောင်းသွားပြီးတော့မှအဲ့ဒါယူအာရင်းနဲ့ဝီးကနေဆိုကိုယ်လိုက်အဲ့ပေါ်ကနေပြီးတော့မှလူတွေကပြုတ်ကြကုန်တာပြီးရင်အဲ့ပေါ်တော့နောက်တစ်ခါပြန်တက်ပြီးရင်နောက်တစ်ခါပြန်ပြီးတော့မှသူကပြန်ကိုယ်အဲ့ဒီတွေကိုပြစ်ချပေါ့နော်အဲ့လိုမျိုးကစားတဲ့ဟာ banana boat သူဖမ်းတဲ့ပစုံကပူစီညောက်တော့တေးသေးလေးတွေအိမ်မှာပြန်သွားပြီးတော့မှမွေးမလို့နဲ့တူတယ်အဲ့ပြီးဒီနားမှာပေါ့နော်ကျွန်တော်ပြမယ်ကနန်းနေရှိတယ်အေးဒီမှာကနန်းနေတိတိလေးအများကြီးပဲကနန်းနေတွင်းနေရဒီပြီးတော့မှထွက်လာကြတာဒီကောင်လေးတွိုင်းကိုရီးယားသွားတယ်ဆိုလို့ရှိရင်သူတို့ကအဲ့ထဲကိုပြန်ဝင်သွားတာဝင်တော့မယ်တော့ဒီကောင်ကိုရီးယားနားသွားပြီဆိုလို့ရှိရင်အကောင်ပလုခနဲ့ဝင်သွားပြီခုနကတော့သူဖမ်းနေတဲ့ပစုံတိတိလေးတွေပေါ့နော်ကျွန်တော်သူ့ကိုပေးကြည့်မွေးဖို့ပေါ့နော်ဟိုဒီမှာပဲဖြစ်ချမ်းမှာပဲဖြစ်မွေးဖို့အတွက်ဖမ်းနေတာတကယ်တိတိလေးမှတိတိလေးတွေအခုကျွန်တော်လမ်းလျှောက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းဒီကနန်းတိတိလေးတွေကိုလည်းသူတို့ကအဲ့တိုင်းပဲလာဖမ်းပြီးတော့မှမွေးကြတယ်ပေါ့နော်ပေါ်မှာကျွန်တော်ပေါ်မှာလေရင်ဖြတ်သွားပါတယ်ခေါင်းပေါ်မှာရိုက်ညီနောင်ဒီထင်ခဲ့တဲ့လေရင်အမေကနေရအဲ့ဒီမှာတောင်မနောက်ထဲကိုဝင်သွားမှာပေါ့နော်လေတူးညံ့မှုတွေဖြစ်တော့ဒါလောက်နဲ့ပဲဆက်သိမ်းသွားပါပြီအိမ်နီးချင်းနိုင်ငံတွေကလည်းစိုက်ပျိုးရေးအသစ်အတွက်ရှိသမျှ crops တွေအကုန်လုံးမီးရှို့ပေါ့နော်ထိုင်းကတချို့နယ်တွေဆိုလို့ရှိရင်လည်းအဲ့လိုပဲနောက်ထပ် season စိုက်ခင်းအတွက်အကုန်လုံးကြံငင်းနေပါတွေကိုမီးရှို့တော့လေတူးညံ့မှုတွေ share ဖြစ်တာပေါ့နော်ချင်းမိုင်တို့ဘန်ကောက်တို့ဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့မဆိုးပါတယ် okay ဒီရဲ့ mini vlog လေးကတော့ဒါပဲပေါ့နော်ဒီလမ်းကနေပြီးတော့မှကျွန်တော်ပြန်ပါမယ်ခင်ဗျာ